One Champion ပရိသတ်တွေးဆူသွားစေမဲ့တဲ့အားလုံးပဲမင်္ဂလာပါ Burmese Fight ကနေပြန်လည်ကြိုးဆိုလိုက်ပါတယ်အခုတစ်ခါမှာတော့ One Championship ကပရိသတ်တွေအကြိုက်တွဲဆိုင် share အချမ်းစားကြီးတစ်ခုကိုတရားဝင်ပွဲတီးပေးလိုက်ပြီးဖြစ်ပါတယ်ဒါကတော့ Flyweight မွေးထိုင် Champion လူပွဲတီးပြီးထူးခြားချက်ကရော့ထိုင်ကြီးစိုးထားတဲ့ဒီဝေးတန်းရဲ့ထိတ်ဆုံးစင်ခွဲပွဲမှာထိုင်းကစားသမားတယောက်မှမပါပဲကမ္ဘာအဆင့်အဝေးစားမရွေကျန်းနိုင်တဲ့နိုင်ငံခြားသား fighter နှစ်ယောက် Champion ခါဘတ်အတွက်ထိတ်တိုက်တွေ့ဆုံဖေးလိုက်တာပါပဲဒီပွဲကလာမယ့်6ရက်နေ့1 Sequin မှာမြင်တွေ့ရမှာဖြစ်ပြီးကျင်းညာလိုက်ကလေးကပရိသတ်တွေကြတော်တော်လေးဟိုးလေးတကြောထွေးသွားခဲ့ပါတယ်ပွဲဒီပေးလိုက်တဲ့ကစားသမားနှစ်ယောက်လုံးက1 Sequin မြင့်ထက်မှာအရှုံးမရှိသေးတဲ့စံချိန်တင်အစိုးဝါဆုံးစရင်တွေနဲ့ထိတ်ဆုံးထိတက်လာတဲ့သူတွေမို့သူ့အကြောင်းကိုအသေးစိတ်နည်းနည်းလောက်ပြောပြပေးခြင်းပါတယ်ပထမတိအောက်ကတော့ပရိသတ်တွေနဲ့မစိမ့်နဲ့အီမန်ကာဆာလီယက်ဖြစ်ပါတယ်သူကရှေ့ကပွဲမှာနောင်အိုးကိုအလဲထိုးနေနိုင်ခဲ့ပေမဲ့ဝိတ်ကြော်သွားခဲ့တာကြောင့်ချန်ပီယံခါဘတ်ကိုလွှဲချော်ခဲ့ရသူမှာဒါပေမဲ့သူ့ရဲ့ခြေစွမ်းကတော့ UFC ရဲ့နာမည်ကြီးအစီအမှုဂျော်ရိုကန်ကိုတိုင်ချီချူရလောက်အောင်ကိုကြောက်စရာကောင်းပါတယ်လက်ရှိအသက်22နှစ်ပဲရှိသေးပြီးအရက်ဟာပြီးတစ်စနေလမနဲ့ဒီဝိတ်တန်းမှာအရက်အမောင်အသားဆုံးလို့ပြောလို့ရပါတယ်သူ့ရဲ့စံချိန်ကအပိုစင်းရကောင်းပါတယ်ဝမ်းမှာရှစ်ပွဲထိုးထားတာရှစ်ပွဲလုံးနိုင်ပြီးရှုံးပွဲလုံးပါမရှိပါဘူးပိုပြီးကြောက်ဖို့ကောင်းတာကအဲ့ဒီရှစ်ပွဲမှာရှစ်ပွဲအထိအလဲထိုး KO ညက်နိုင်ထားတာမို့သူရဲ့ပွဲသိန်းလုံးက90%ကျော်အထိရှိပါတယ်ကမ္ဘာအကောင်ဆုံးလို့တင်စားကြတဲ့နာမည်ကြီးထိုင်းကစားသမားတွေဖြစ်တဲ့ကွန်ထရိုင်းတို့ပေးရိုင်းတို့ဆိုတာလေကာဆာလီယက်ရဲ့လက်သီးတန်ကြောင့်အကျော်ဆွဲမိအခြေအနေတော်တော်ဆိုးဆိုးဝါးဝါးနဲ့မောက်ခဲ့ရတာပါလက်သီးပါဝါကတော့တကယ်ကိုအပြတ်အသတ်ပါမယ်သူနဲ့ရင်ဆိုင်ရမယ့်အပြိုင်ဖက်ကတော့လက်ရှိတော်တော်လေးလက်စွမ်းပြနေတဲ့ Audi Kof ဖြစ်ပါတယ်။ Audi Kof ကလေအသက်22နှစ်အရွယ်သူဖြစ်ပြီးအရက်နားပေကူလာမှရှိပါတယ်။ဥဇဘက်ကစ္စတန်နိုင်ငံသားဖြစ်ပြီးသူ့ရဲ့စံချိန်ကပိုတောင်ကျန်းသေးတယ်လို့ပြောရပါမယ်။ဝမ်စင်မြင့်ထမှာ10ပွဲထိုး10ပွဲလုံးနိုင်ပြီးအရှုံးမရှိစံချိန်လို့ထိန်းထားနိုင်စေပါတယ်။10ပွဲမှာ3ပွဲ KO 2ပွဲ DKO နဲ့9ပွဲကိုတော့ဒိုင်းပွင့်ဖျက်အမှတ်နဲ့နိုင်ထားတာမို့ပွဲသိန်းလုံး90%လောက်ရှိပါတယ်။ Audi Kof နိုင်ခဲ့တဲ့အချိန်ကွန်တနီကိုအမှတ်နဲ့နိုင်ခဲ့တယ်လို့နာမည်ကြီးပတ်စုခွန်ကိုလည်း body shot ကန်ချက်တွေနဲ့ခွေးခေါ်သွားအောင်အလဲထိုးပြခဲ့ဖူးပါတယ်။ဒါကြောင့်ကစားကွက်ပိုင်းမှာလုံးဝအပြတ်သားကစားတဲ့ပညာရှင်တယောက်လို့ပြောလို့ရပါတယ်။ဒီကစားသမားနှစ်ယောက်လုံးရဲ့စံချိန်ကိုပေါင်းကြည့်ရင်ဝမ်းမှာဆက်စင်ပွဲထိုးတပွဲမှမရှုံးသေးတဲ့စံချိန်အလန်းစားကြီးတွေထင်နေတာပါ။ပုံမှန်ဆိုရင်ချန်ပီယံလူပွဲတွေမှာထိုင်းကစားသမားတွေပဲအတွေ့များတတ်ပေမဲ့အခုတော့ကာဆာလီယက်ဖ်ကနောက်ဆုံး၄ပွဲလုံးထိုင်းဖိုက်တာတွေကိုအလဲထိုးလာခဲ့သလိုအော်ဒီကော့ဖ်ကလည်းထိတ်ဆုံးမှာလာဆောင်ကြတာဖြစ်ပါတယ်။တကယ်လို့သာရောထန်နဲ့အီမန်တို့ပွဲမပြတ်ခဲ့ပြီဆိုရင်အီမန်ကရောထန်နဲ့အရင်တွေးပြီးမှနိုင်တဲ့သူကအော်ဒီကော့ဖ်နဲ့တွေ့ရမယ့်ပုံစံမျိုးပါဒါပေမဲ့အခုတော့ဝမ်ကဝေးတန်းတူချန်ပီယံလူပွဲအဖြစ်တိုက်ရိုက်ပွဲတီးဖေးလိုက်တာဖြစ်ပါတယ်နှစ်ယောက်လုံးက striking ပိုင်းမှာ power raw scale ပါအမြင့်ဆုံးမှရှိနေကြလို့တကယ်ကိုအနစ်စားတော့အရှိမဲ့ပွဲကောက်တပွဲဖြစ်လာမှာပါတခုပဲစိတ်ပူစရာရှိတာကကာဆာလီယက်အနေနဲ့ဒီပွဲမှာဝေးတွင်ဖို့တော်တော်လေးလိုအပ်ပါလိမ့်မယ်မဟုတ်ရင်တော့သူဘလောက်ပဲစူးစမ်းအရာမထင်ပဲထင်နေပါလိမ့်မယ်ပါရမီပိုင်းကကာဆာလီယက်ကနည်းနည်းပိုထားတယ်လို့ခန်းစားရပြီမဲ့အော်ဒီကော့ဖ်ကလည်း short တွက်လို့မရတဲ့အခွင့်အမြင်နဲ့ fighter ပါနောက်ထပ်မြန်မာပရိသတ်တွေအတွက်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေမျှော်လင့်ကြတဲ့ကျွန်တော်တို့ရဲ့မြန်မာဖိုက်တာကျော်စာဝင်းလက်ရှိထိုးတတ်နေတဲ့ဝေးတန်းလည်းဖြစ်နေတာကြောင့်ပါပဲတချိန်ကြာလို့ကျော်စာဝင်းဒါဒီထက်မကအမြင့်ကိုတလန်းလာနိုင်ရင်အခုချန်ပီယံလူမဲ့ထိပ်ထီးကစားသမားတွေနဲ့မလွယ်မသွေးဆုံတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီပွဲကဘယ်သူခါပါရသွားမလဲဆိုတာရင်ခွန်းစရာအကောင်းဆုံးပါပဲအားလုံးပဲသဘောကျလိမ့်မယ်လို့ခံနေပါတယ်နောက်ထပ်မှရှယ်အသတင်းတွေကိုအမြဲကြည့်ရအောင်ကျွန်တော်တို့ရဲ့ YouTube Channel ကိုလည်း Subscribe လုပ်ထားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်